はい、皆さん、こんにちは。အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီနေ့ကတော့ဗီဒီယိုလေးတွေအားလုံးကိုလည်း sharing လုပ်မပေးရတာတော်တော်လေးလည်းကြာပြီပေါ့နော်။ကျွန်မလည်းနည်းနည်းလေး personal လုပ်လေးတွေရဲ့တခြားကိုယ့်ရဲ့ခွေးကိုယ်တာကိစ္စတွေရဲ့ညားတွေလို့ကြောင့်မလို့ဘုတ္တလောနည်းနည်းလေးတော့အာဗီဒီယို sharing အပိုင်းနည်းနည်းတော့နည်းနေပါတယ်။အဲ့ဒါကြောင့်လည်းအားလုံးတောင်းပန်ပါတယ်လို့ပထမဆုံးပြောချင်ပါတယ်နော်။အဲ့တော့ကျွန်မကဒီနေ့ကအာဘာလို့ N3 ပေါ့နော်အဓိကအဖြစ်တော့ N3 ပေါ့နော် N3 N2 N1 ပေါ့အဓိကတော့သူကကျမတို့ကတောက်လျှောက်4လောက်ကနေစပြီးတော့မှကျမတို့ကဒီအခြေခံအားဖြင့်အရေးကြီးခဲ့တယ်3 2 1လဲဆက်ပြီးတော့အရေးကြီးသေးတယ်ပေါ့နော်အဲ့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့မှကျမကအားလုံးကိုဒီနေ့ sharing လေးတစ်ခုလုပ်ပေးချင်ပါတယ်အဲ့ဒါပါလဲဆိုတဲ့အခါကျတော့ကျမတို့ကအရင်ဆုံးပေါ့နော်日本語の中で何が一番難しいですかって言えばね、皆さんよく、漢字が難しいとかね、文法が難しいとか、いろいろ言うかもしれませんけど、一つ一つ壁。私の場合は最初はカタカナが、日本語の中でカタカナが一番、なんかね、煩わしくて、ちょっと、あんまり好きじゃなかったんですよね。で、その一つ一つ壁を乗り越えていったら、今度は、日本語で一番難しい、ことは、尊敬語、謙譲語なんですね。အဲ့တော့ကျမတို့ကဂျပန်စာအားလုံးကပေါ့နော်အားလုံးကဂျပန်စာနဲ့ပတ်သက်ပြီးတော့ဘာတွေခက်လဲလို့မျိုးလို့ရှိရင်တချို့တွေကခန်းကြီးတချို့တွေက grammar တချို့တွေက data တချို့တွေကအဲအမျိုးမျိုးပြောကြတယ်ပေါ့နော်ကျမအတွက်ကတော့ပထမဆုံးဂျပန်စာလေ့လာတဲ့အချိန်မှာကျမတို့ခက်ခဲတဲ့အရာကတော့ကာတာခဏပဲเนาะကာတာခဏပဲဘာလို့လဲဆိုတော့ကျမတို့ကဟီရာဂနာနဲ့စလုံးကြီးရတယ်တူတယ်အဲ့လိုမျိုးရှိတဲ့ခါကျတော့ကျမတို့ကတော့ဒီကာတာခဏကြီးကတော်တော်ကြီးကိုစိတ်ရှုပ်စရာကောင်းခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျမကအဲအဲ့ဒီတစ်ခုပြီးတစ်ခုပေါ့နော်ဟီရာဂနာဆိုတဲ့နံရံကြီးเนาะကာတာခဏဆိုတဲ့နံရံကြီးအဲ့လိုမျိုးနံရံကြီးတစ်ခုပြီးတစ်ခုကိုကြော်လာပြီးတဲ့နောက်မှာကျမတို့ကနောက်ဆုံးဂျပန်စာမှာအခက်ဆုံးပါလဲလို့မျိုးလို့ရှိရင်ကျမတို့ကဒီယဉ်ကျေးမှုပိုင်းဆိုင်ရာတုံးတဲ့စကားလုံးပေါ့နော်ကို့အထက်အရာရှိကိုပြောတဲ့စကားရဲ့ကိုနှိမ့်ချပြီးပြောတဲ့စကားရဲ့ဒါတွေကတော်တော်လေးကိုခက်ခဲတဲ့အပိုင်းမှာပါလာတယ်ပေါ့နော်အဲ့ခါကျကျမကဒီနေ့ကတော့အာ N4 ကနေစပြီးတော့မှအခြေခံအဖြစ်တင်ခဲ့တယ်N3 မှာတော်တော်လေးအမင်းများတယ် N2 ထိလည်းဆက်ပါနေတယ်ပေါ့နော်အဲ့ခါကျတော့4 3 2 1မှာလည်းပါပါတယ်နော်အဲ့တော့ဒီအပိုင်းတွေမှာနည်းနည်းလေးအားနည်းတဲ့မြန်မာလူမျိုးတွေအတွက်အားနည်းတဲ့အပိုင်းလေးဖြစ်တဲ့ဟာလေးကိုအားလုံးကိုsharing လေးလုပ်ပေးခြင်းလေလို့တွေ့ပါတယ်ရှင်အားလုံးလိုက်ကြည့်ပေးပါအောင်နော်ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျမရဲ့file လေးနဲ့အရင်ဆုံးထုတ်လိုက်ပါအောင်မယ်အဲ့တော့တခါကျမကပထမဦးဆုံးအားလုံးကိုပြောချင်တာကြတော့ကျမတို့ပထမဆုံးဂျပန်စာပေါ့နော်စတင်တဲ့အချိန်မှာဘာတွေသင်ရလဲဆိုတော့尊敬語謙譲語ကျမဒါလောဆယ်ခန်းကြီးနဲ့မရေးပြတော့เนาะဟိုဟာနဲ့ပဲဟီရာဂနာနဲ့ပဲရေးလိုက်ပါတော့မယ်ညဉ့်ညဉ့်ဆန်ဆန်လေးအဲ့တော့ထေးနေကောเนาะအဲ့လိုမျိုးလေးတွေရှိတယ်ပေါ့အဲ့တော့ဒီစွန်ကင်းကောခန်းကျောင်းကောဒီခေနေကောဒီလိုမျိုးဟာကိုအကုန်လုံးပေါင်းပြီးတော့မှတို့ကအဲခေကောလို့လည်းပြောတယ်ပေါ့เนาะအဲ့တော့ဒီသုံးခုစလုံးထဲမှာကျမတို့ကဒီခေကောဆိုတဲ့အသုံးလေးမှာပါတယ်ပေါ့ဆိုတဲ့အခါကျတော့ဒီတင်းလေးကတော့အားလုံးသိပြီးသားကျမတို့ကယဉ်ကျေးတယ်ပေါ့အားလုံးသိပြီးသားကျမတို့ gozaimasu တို့ねအိုတို့ねဂေါလို့အဲ့လိုမျိုးကပ်ပြီးတော့ပြောတဲ့စကားတွေကတော့ကျမတို့တင်းလေးကတော့ထဲမှာပါတယ်ပေါ့အဲ့တော့ဒီကောင်ကတော့အရင်ကြီးတော့မရှုပ်ဘူးပေါ့အဲ့တော့ကျမတို့ကဒီနေ့ကတော့ကျမအဓိကပြောချင်တာကတော့ဒီဆုံးခင်းကိုခန်းကျော်ပေါ့ねအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျမအရင်ဆုံးပြောချင်ပါတယ်အဲ့တော့အရင်ဆုံးကြည့်ရအောင်ကျမတို့ကအားလုံးသိထားခဲ့တယ်ကျမတို့ N4 မှာ特別尊敬語နဲ့特別謙譲語ဆိုပြီးတော့ကျွန်တော်တင်ခဲ့တယ်ပေါ့နော်အဲ့တော့特別尊敬語特別謙譲語ဒီကောင်ကလည်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိတ်ပြီးတော့မခက်ဘူးဒါပေမဲ့မခက်ဘူးဆိုပေမဲ့ကျမတို့ကဒီစကားလုံးတွေတော့မှတ်ရတယ်ပေါ့ဥပမာဆိုလို့ရှိရင် iku ねiku တို့ဘာလို့ဆိုလို့ရှိရင်ကျမတို့ကいらっしゃいますねဒီလိုမျိုးဟာမျိုးတွေကျမတို့ကကိုယ့်ဘာသာကိုဆိုလို့ရှိရင်မိုးရှိမတ်ねいいよねいいよကျမတို့ကမိုးရှိမတ်လို့သုံးတယ်လို့မျိုးအဲ့လိုမျိုးစကားလုံးတွေတော့ကျမတို့ကကြက်ရတယ်ဆိုပေမဲ့
ဒီကြက်ရတဲ့အပိုင်းလေးပဲရှိပြီးတော့မှကျမတို့ကကို့အထက်အရာရှိလေကို့အထက်အရာရှိအဲ့တော့ကျမတို့ဂျပန်လိုဆိုလို့ရှိရင်တော့မဲဥရယ်ပေါ့နော်မဲဥရယ်ဆိုလို့ရှိရင်ကျမတို့ကဒုက္ခဝိဇဆုံးခေကိုသုံးပြီးတော့မှမိမိကိုယ်နှိမ့်ချခြင်းတယ်ဆိုလို့ရှိရင်ကျမတို့ကဒုက္ခဝိဇခံကြောကိုသုံးတယ်ပေါ့နော်အဲ့တော့ဒီကောင်ကတော့ခံကြောကိုရဲ့အဓိပ္ပာယ်ကတော့အဓိကအဖြစ်မိမိကိုယ်နှိမ့်ချတာပေါ့နော်ဟုတ်ပြီအဲ့ဒီခါကျတော့ဒီကောင်ကပထမဦးဆုံးအနေနဲ့ဒါ N4 မှာကျမတို့ပထမဦးဆုံးနောက်ဆုံးခန်းနေနောက်ဆုံးခန်းနေမှာသင်ခဲ့တဲ့特別尊敬語特別感情語ဟုတ်နော်အဲ့တော့ဒီကောင်လေးကိုပြန်ပြီးတော့မှပြန်ပြီးတော့မှနည်းနည်းလေးmemory လေးပြန်ခေါ်ပေးစီချင်ပါတယ်အဲ့တော့ဒီကောင်မှာကျမတို့ကကိုအထက်ရရှိရလုပ်တဲ့အရာတွေအကုန်လုံးကိုကျမတို့က特別尊敬語သုံးလို့ရတယ်နော်ဥပမာဆိုလို့ရှိရင်部長はဘယ်စီလာမှာလဲဆိုလို့ရှိရင်部長は何時にいらっしゃいますかお仕事は何をなさいますかဆိုတဲ့ဟာမျိုးတွေမျိုးပေါ့နော်ကျမတို့ကကို့အထက်ရရှိကို့ထက်ပထမဆုံးတွေ့တဲ့သူတွေကို့အထက်ရရှိတွေအကုန်လုံး目上の人ならこの特別尊敬語は使えますそれは問題ありませんအဲ့ဒါနဲ့အတူတူပဲကျမတို့က特別ခံကြောင်းဆိုတာဒီလေဘယ်သူနဲ့လဲဖြစ်ဖြစ်ကျမတို့ကယဉ်ကျေးခြင်းတယ်ဆိုလို့ရှိရင်ကျမတို့ကဒီ特別ခံကြောင်းကိုသုံးလို့ရတယ်နော်တခါကျလို့ရှိရင်ကျမတို့ကနည်းနည်းလေးတော့ဥပမာဆိုတော့ကိုယ့်ရဲ့ခိုးဟိုင်းကနေပြီးတော့မှပေးတဲ့အရာကိုကိုကအီတာကီမတ်လို့ပြောလို့ရှိရင်အနည်းငယ်တော့နည်းနည်းလေးတော့လို့ထင်ကြရလေးတွေရှိတယ်ဆိုပေမဲ့အဲ့လောက်ကြီးကျမတို့ကအရန်ကြီးအဆင်မပြေဖြစ်လောက်တဲ့အခြေအနေမျိုးထိကိုမရောက်ဘူးပေါ့နော်ဟုတ်ပြီအဲ့တော့မြန်မာလူမျိုးတွေလဲတယ်မြန်မာလူမျိုးတွေတော်တော်လေးကိုနားမလည်ဘူးဆိုတဲ့ဟာဘာလဲဆိုတဲ့အဲ့ဟာလေးကိုကျွန်မအရင်ဆုံးပြောချင်တယ်ပေါ့နော်အဓိကတော့ဒီနေ့ကတော့အဲ့ဒီဟာလေးကိုသင်ပေးနေတာပါဟုတ်ပြီအဲ့ကကြတော့ကျမတို့တွေကဒီဆုံးခေရော်ထဲမှာဆုံးခေရော်ထဲမှာကျမတို့ကโอเคမီခေရဲ့ဆုံးခေရော်နိဒါလေးကျမတို့သင်ခဲ့တယ်အဲ့တော့ဒါလည်းလွယ်နော်ဒါလည်းကျမတို့ကအထက်ရရှိလုပ်တယ်ဆိုလို့ရှိရင်သုံးလိုက်ရုံပဲအဲ့လိုမျိုးပဲကျမတို့က o plus verb plus ကျမတို့နိနာတို့နိဒီကောင်လည်းကျမတို့ကသင်ခဲ့တယ်နိအဲ့တော့ဒီကောင်ကလည်းကျမတို့ကအထက်ရရှိနိကိုယ့်ရဲ့ mail ရဲ့ကိုယ့်ရဲ့ mail ရဲ့ဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့ကဒီကောင်ကိုအကုန်သုံးလို့ရတယ်နိအကုန်သုံးလို့ရတယ်ဒီကောင်လေးလည်းရှင်းတယ်ဟုတ်ပြီအဲ့တော့ကျမတို့မြန်မာလူမျိုးတွေအတွက်အရန်ရှုပ်တာနိကျမမြန်မာလူမျိုးတွေအများအရန်ရှုပ်တာဒီပါလဲဆိုတဲ့အခါကျတော့ O plus verb plus しますကျမတို့ယဉ်ကျေးခြင်းတယ်ဆိုလို့ရှိရင်いたしますကိုပေါ့နော်အဲ့တော့ဒီကောင်ကဘယ်ထဲမှာပါလဲဆိုလို့ရှိရင်ကျမတို့ဒီကောင်လေးကခန်းချောင်းပေါ်ထဲမှာပါတယ်ပေါ့နော်ခန်းချောင်းပေါ်ထဲမှာပါတယ်အဲ့တော့ခန်းချောင်းပေါ်ရဲ့သဘောတရားဒီအားလုံးသိပြီးသားကိုနှိမ့်ချပြီးတော့ပြောတဲ့စကားအဲ့တော့ကိုနှိမ့်ချပြီးပြောလို့ကျမတို့တွေကနေရာတိုင်းမှာသုံးလို့ရသလားဆိုရင်သုံးမရဘူးနော်အဲ့တော့ကျမတို့တွေကဒီဟာရဲ့အဓိက point နိဒီကရဲ့အဓိက point ဆိုကြပါစို့ကျမတို့တွေကအာဒီကောင်ဒီကျမတို့ကဘယ်လိုနေရာမှာသုံးလဲဆိုလို့ရှိရင်ကျမကအထက်အရာရှိသို့မဟုတ်တယောက်ယောက်ကိုထက်ကြီးတဲ့သူကိုထက်ကြီးတဲ့သူတယောက်ယောက်အတွက်ကိုကျမကဒီ verb ဆိုတဲ့ action ကိုကျမကလုပ်တယ်အဲ့လိုလုပ်တဲ့အခါမှာပဲကျမတို့ကဒီ form ကိုသုံးလို့ရတယ်အဲ့တော့နားလည်လည်အောင်ပြောရမယ်ဆိုလို့ရှိရင်ဆိုကြပါစို့ကျမတို့က休みます休みますဆိုတဲ့ဟာမျိုးတွေ寝ますဆိုတဲ့ဟာမျိုးတွေ食べますဆိုတဲ့ဟာမျိုးတွေ飲みますဆိုတဲ့ဟာမျိုးတွေနော်အဲ့တော့行きますဆိုတဲ့ဟာမျိုးတွေနော်အဲ့လိုမျိုးဟာတွေကကြတော့ကျမတို့ကဆိုကြပါစို့စားမယ်တောက်မယ်နားမယ်သွားမယ်စားမယ်ဒါတွေအကုန်လုံးဒီကျမတို့ကမိမိအတွက်လုပ်တာတပားသူအတွက်လုပ်ပေးတဲ့အရာမဟုတ်ပါဘူးနော်အဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီ grammar form မှာထည့်ပြီးတော့မှငါအရန်ကိုယဉ်ကျေးခြင်းတယ်အဲ့တော့ငါယဉ်ကျေးတဲ့ဟာအရန်သုံးခြင်းတယ်ဆိုပြီးတော့ကျမတို့ကဒီကောင်ကိုထည့်ပြီးတော့သုံးလို့မရဘူးနော်သုံးလို့မရအောင်အဲ့တော့ခါကျကျမတို့ကစတာပါစို့ o yasumi shimasu
အဲ့ဒီအသုံးဒီကျမတို့ကမှားပါတယ်နော်မှားပါတယ်အဲ့လိုမျိုးပါပဲကျမတို့က O နေရှိမတ်အဲ့တော့ကိုကယဉ်ကျေးစင်လို့ねအိတ်လိုက်ပါအောင်မယ်ဆိုတဲ့ဟာကိုကျမတို့က O နေရှိမတ်ဆိုတဲ့ဟာမျိုးတွေသုံးလို့မရအောင်မှားပါတယ်နော်バツねバツでブブブですねအဲ့လိုမျိုးပဲကျမတို့ကO イキしますဒီဟာလည်းသုံးလို့မရပါဘူးကျမတို့ကဘာလို့လဲဆိုတော့ကျမတို့ကသွားတယ်စားတယ်လှုပ်တယ်ကြိုင်တယ်ကိုယ့်အတွက်လှုပ်တဲ့ action တွေအကုန်လုံးမှာကျမတို့ကဒီ O verb しますကိုကျမတို့ကသုံးလို့မရပါဘူးဟုတ်ပြီအဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကျမတို့ကဘယ်လိုနေရာမှာသုံးလို့ရလဲအဲ့လိုဆိုဘယ်လိုနေရာမှာသုံးလို့ရလဲဆိုတဲ့ဟာလေးကိုတစ်ချက်ပြန်သွားကြည့်အောင်အဲ့တော့ဘယ်လိုနေရာသုံးလို့ရလဲဆိုလို့ရှိရင်ကျမကတယောက်ယောက်အတွက်ကိုယ့်ရဲ့အထက်ရာရှိတယောက်ယောက်အတွက်ကျမကဒီလုပ်ငန်းဆောင်တာကိုသူ့ကိုယ်စားကျမလုပ်ပေးခြင်းတယ်လုပ်ပေးခြင်းတဲ့အခါမျိုးကြလို့ရှိရင်ကျမကဒီကောင်ကိုသုံးလို့ရတယ်ပေါ့အဲ့တော့အားလုံးမျက်စိထဲမှာမြင်သာထင်သာအောင်ရှိလို့ရှိရင်ကျမကကြောင်းတာအဲ့တော့ကျမရဲ့တိတ်မလန်းမဝေးမှာနိတော့ဆရာတယောက်နိဆရာတယောက်ကနေပြီးတော့မှအထုပ်တွေနိအထုပ်တွေဒီလိုမနိုင်ဝင်ထမ်းပြီးတော့ကျမတို့ကတဲလာတယ်တဲလာတာမြင်တဲ့အတွက်ကြောင့်မလို့ဆရာကအဲ့လိုမျိုးတဲလာတာမြင်တဲ့ခါကျတော့တပည့်တွေကဆရာကိုစားဒီမိုချီမတ်ဆိုတဲ့ verb နိအဲ့ဒီတဲတယ်ဆိုတဲ့ဟာကိုဆရာကိုစားကျမကလုပ်ပေးခြင်းတယ်အဲ့တော့လုပ်မဲ့သူကကျမဒါပေမဲ့ဆရာအတွက်ကိုကျမကလုပ်ပေးမှာဆိုတဲ့အချိန်မှာကျမတို့ကဇန်စီဝါတရှိお持ちしますよဆိုတဲ့ဟာမှတော့ရတယ်နော်အဲ့လိုမျိုးပဲကျမတို့ကကျမပါဆိုကိုယ့်ရဲ့အထက်ရာရှိတယောက်ကဒီလိုမျိုးဗီဒီယိုပေါ်မှာရှိတဲ့ဟာကိုမမီဘူးပေါ့နော်ကျမလိုမျိုးပေမမီတော့မီပြီးတော့မမီဘူးပေါ့အမီတဲ့ခါကျတော့တယောက်ယောက်ကနေပြီးတော့မှဒီအထက်ရာရှိအစားကိုပစ္စည်းလေးကိုယူပေးမယ်အဲ့တော့ယူပေးတဲ့အရှင်ကိုဘူချောတို့ဘာညာတို့ရဲ့အစားကိုသူကလှုပ်ပေးမယ်လှုပ်ပေးမဲ့အခါမျိုးကျတော့ကျမတို့ကဒီမှာကျမတို့ဘာသုံးလဲဆိုလို့ရှိရင်お取りしますよဆိုတဲ့ဟာတော့အဲ့တော့သဘောပေါက်လားမသိဘူးเนาะအဲ့တော့ဒီကောင်ဒီကျမတို့ကကိုယ့်အတွက်ကိုယ့်ဘာသာကိုလှုပ်တဲ့နေရာမှာဒီခံကြုံကိုကျမတို့သုံးလို့မရပါဘူးเนาะကျမတို့ဒီလိုမျိုးဟာဇရှိမတ်ねအဲ့တော့မျက်မှန်ချွတ်လိုက်တယ်မျက်မှန်ချွတ်လိုက်တဲ့ဟာကိုကျမတို့ကကိုယ့်ဘာသာကိုမျက်မှန်ချွတ်တာလေဘယ်သူမှချွတ်တာမဟုတ်တာအဲ့ခါကျတော့အဲ့တော့ကျမတို့ကအိုဟာဇရှိမတ်ဆိုတဲ့ဟာကိုသုံးလို့မရဘူးမားတယ်ဘူးねအဲ့ဒါဒါဆိုရင်ကျမတို့ကအသုံးလို့မရပါဘူးအဲ့အတွက်ကြောင့်မလို့ဒီကောင်ဒီကိုယ့်အတွက်ကိုလုပ်တဲ့ action တွေမှာကျမတို့က over ရှိမတ်ဆိုတဲ့ဟာကိုသုံးလို့မရဘူးနော်အဲ့တော့ကျမတို့ကတယောက်ယောက်ကနေပြီးတော့ကိုယ့်စီကိုမေးပို့လာတယ်မေးပို့တဲ့ဟာကိုမှကျမကသူ့အတွက်ကို reply ပြန်ねreply ပြန်တယ်ねမေးလို့お送りしますအဲ့လိုမျိုးနဲ့ကျမတို့ကဒီဟာမှာကျမတို့ကお返事しますねဒီလိုမျိုးတွေကျမတို့ကသူ့အတွက်ကိုကဒီ action ကိုလုပ်တဲ့အခါမျိုးတွေမှာပဲကျမတို့ကဒီကောင်ကိုသုံးလို့ရပါတယ်အဲ့အတွက်ကြောင့်မလို့ရှိသမျှကျမတို့ကရှိသမျှ verb ရှိသမျှဟာအကုန်လုံးကိုရောသမမွေပြီးတော့မှကျမတို့ကဒီလိုအို verb ရှိမဆိုတဲ့ pattern ထဲမှာထည့်ပြီးတော့သုံးလို့မရပါဘူးเนาะအဲ့ဒါကြောင့်မလို့ဒီဟာလေးကိုတေချာကွဲပြားသိမှand3 လဲဆင်ပြေပါမယ် and2 လဲဆင်ပြေပါမယ် and1 လဲဆင်ပြေပါမယ်အဲ့တော့ဒီဟာကိုကျမတို့အခြေခံမပိုင်ထားလို့ရှိရင်ကလေးနဲ့ဘာပြောနေမှမသိဘူးဆိုတဲ့အခြေအနေမျိုးတွေဖြစ်တတ်ပါတယ်ရှင်အဲ့အတွက်ကြောင့်မလို့ဒီဟာလေးကိုအားလုံးအတွက်ကျမကဒီနေ့ sharing လုပ်ပေးတာပါเนาะအဲ့ဒါလေးကိုတေချာလေးမှတ်မိနားလည်ပြီးတော့မှကောင်းကွန်စွာအသုံးချတတ်ပါစေလို့ဆုမွန်အောင်တောင်းပေးလိုက်ပါတယ်ではまたね